မြတ်စွာဘုရားသည်လေရင်ကျောင်းတော်၌တရင်သုံးတော်မူနေစဉ်အနာရဝိန်တထေဤမိတ်ဆွေကာလကန်ဒီကိုအကြောင်းပြု၍ဟောကြားတော်မူသည်အနာရဝိန်တထေသည်ငယ်တငယ်ချင်းဆင်းရဲနေသည်ကိုခေါ်ယူ၍ချီးမြှောက်၏တရင်တနည်းနေသည်ထိုတီကိုဆွေမျိုးများမိတ်ဆွေများကတားမြစ်ကြသည်ခရီးထွက်သွားရာကိုမျက်နာမရှိသူကြောင့်ပစ္စည်းများခိုးသားတို့လက်ပါမသွားပြီထိုအကြောင်းကိုအနာရဝိန်တထေကမြတ်စွာဘုရားအားရှောက်ကြားလျင်မြတ်စွာဘုရားကအနာရဝိန်တထေအားအကြောင်းပြု၍အဆွေခင်မောဖွဲ့ရ၌ငယ်သည်ကြီးသည်မဟုအဆွေခင်မောပိတာခြင်းသာဗရဏဖြစ်၏တန်တူသည်ဖြစ်စေနေကြသူယုံနေသူဖြစ်စေမြတ်သူဖြစ်စေမိတ်ဆွေခင်မောဖွဲ့အပ်၏အယုတ်အလက်အမျက်ဟုသောအဆွေခင်မောတို့သည်မိမိတို့တန်ရာကိုဆောင်ရွက်ပေးနိုင်ကြသည်ကြီးယခုတန်သည်ကိုထန်နေသူအဆွေခင်မောကြောင့်ဥစ္စာများပြန်ရသည်ရှေးအခါကလည်းကိုထန်နေသောအဆွေခင်မောကိုအမိပြု၍ဗိမှန်ရှင်ဖြစ်ခဲ့ဘူးပြီဟုအတိတ်ဇာကြောင်းကိုဟောကြားတော်မူသည်ဗာရာဏသီပြည်၌ပြပတမင်းစိုးစံစဉ်ဘုရားလောင်းသည်မင်းဥယျာဉ်၌တမန်မြတ်ကျူယုံဆောင်တဲ့ဖြစ်၏ထိုဥယျာဉ်၌ပင်မင်္ဂလာကြောက်ဖြာကိုအမိပြု၍ပင်စီဖြောင်တန်းစွာဝန်းဝန်းဝိုင်းဝိုင်းအကိုင်းအခွားတို့ဖြင့်လှပသောမင်္ဂလာတပင်ကြီးတပင်ရှိသည်ထိုမင်္ဂလာတပင်ကြီးတွင်တကူကြည်သောရုပ်ကစိုးနှမင်းတစ်ပါးနေထိုင်သည်မင်း၏အပူဇော်ကိုခံရသည်ထိုရုပ်ကစိုးနှမင်းသည်ဖျားလောင်းတမန်မျက်စောင်းနှင့်မိတ်ဆွေဖြစ်နေကြသည်အနှစ်တ၌မင်းဤတပင်၌ပြတ်သက်နှံနဲ့နေသဖြင့်အနှစ်ရှိသောတိုင်နှင့်လဲရန်ညွှန်ကြားကြသည်လက်သမားတို့သည်နန်းတိုင်အဖြစ်တင့်လျော်သောတစ်ပင်ကိုရှာကြသည်မင်း၏ဥယျာဉ်မှာမင်္ဂလာတစ်ဖက်တက်ကောင်းသောတစ်ပင်ကိုမတွေ့ရမင်းကနန်းတိုင်ခိုင်ဖို့သာပဒါနာမင်္ဂလာတစ်ပင်ကိုသာခုတ်ပါအခြားတစ်ပင်တစ်ပင်ကိုမင်္ဂလာတစ်ပင်လုံမည်ဟုအမိန်ပေး၏လက်သမားတို့သည်တစ်ပင်ထံသွား၍နဖန်နက်တစ်ပင်ကိုလာခုတ်ကြမည်ဟုတစ်ပင်ကိုပူဇော်ပါတာခဲ့ကြသည်ရုပ်ကစိုးနှက်သည်ထိတ်လန့်သွား၏နဖန်ငါးပိမှန်ကိုဖျက်ဆီးကြတော့မည်သွားစရာလည်းမရှိနေစရာလည်းမရှိတော့ဟုဆိုကသားငယ်တို့ကိုလဲပင်ဖက်၍ငိုလေသည်ရုပ်ကစိုးနှက်၏မိတ်ဆွေများဖြစ်ကြသောအခြားရုပ်ကစိုးနှက်တို့သည်လည်းမိမိတို့မတက်နိုင်စိတ်မကောင်းဖြစ်ယုံမှတပါဘာမှမတတ်နိုင်ကြထိုအခါတမန်မျက်စောင်းနှက်သည်ရောက်လာသည်အကြောင်းအကျိုးကိုသိရလျင်နမင်းတို့မစိုးရိမ်နှင့်အကျွန်ုပ်သည်ဤတစ်ပင်ကိုခုတ်ခွန်မပေးပါမခုတ်နိုင်အောင်လဲလုပ်မည်စောင့်ကြည့်ကြပါဟုနှစ်သိမ့်စေ၏လက်သမားတို့သည်တစ်ခုရန်လာကြ၏တမန်မျက်နှက်သည်ပုတ်တင်ညိုအသွန်ဖန်ဆင်းလိုက်၏လက်သမားတို့တတိထားမိအောင်ခြေစားမှဖြတ်၍လက်သမားတို့ကြည်နေစဉ်မင်္ဂလာတစ်ပင်အညစ်ကြားသို့ဝင်သွား၏တစ်ပင်အလေမှအခေါင်းရှိဟန်ဖြင့်တစ်ပင်အလေမှတက်ပြီးပင်စီ၏ထိတ်မှပုတ်တင်ညိုကခေါင်းကိုညှိ၍ပြသည်လက်သမားအကြီးအကဲသည်တစ်မြစ်ကြားကပုတ်တင်ညိုကိုမြင်လျင်တစ်ပင်ကိုလက်ဖြင့်တီးကြည့်ပြီးမှပင်မှအခေါင်းရှိနေတာပဲအနှစ်မရှိမနေ့ကတေးသေးချာချာမကြည့်ခဲ့မိတာပဲဟုဆိုကဤမင်္ဂလာတစ်ပင်ကိုဆွန့်လှုပ်၍အခြားတစ်ပင်တစ်ပင်ကိုရှာရန်ထွက်ခွာသွားကြလေတော့သည်ရုပ်ကစိုးနမင်းသည်ဖျားလောင်းတမန်မျက်နှာကိုအမိပြု၍ဗိမှန်ရှင်ဖြစ်ခဲ့ရပြီရုပ်ကစိုးနှမင်းကစားစီဝေးရောက်ရှိလာကြသောနှက်တို့အားတမန်မျက်နှာအားဂုံပြုတ်လို၍အရှင်တို့ကိုနှင့်တန်းတူကိုလည်းမိတ်ဆွေဖွဲ့ရ၏ကိုထက်မြတ်သူကိုလည်းမိတ်ဆွေဖွဲ့ရ၏ကိုထက်နှိမ့်သူကိုလည်းမိတ်ဆွေဖွဲ့ရ၏ထိုအယုတ်အလက်အမျက်တီးဟူသောမိတ်ဆွေတို့သည်အဆွေခင်မောဒုက္ခရောက်ခဲ့သောမြတ်သောအကျိုးကိုပြုကြပေလိမ့်မည်ထို့ကြောင့်ဤမင်္ဂလာတစ်ပင်၌နေသောငါနှင့်ဖုံးတကိုနေသောတမန်မြတ်ကျူယုံဆောင်နှစ်တို့မိတ်ဆွေဖွဲ့ကြတကဲ့သို့သင်ရဲ့ချက်မှလွတ်လူကြသောသူတို့သည်ကိုနှင့်တန်းတူကိုအောင်ရုပ်သူကိုထံမြတ်သူတို့အားမိတ်ဆွေဖွဲ့ခြင်းကိုပြုသင့်၏ဟုပြောကြားလေသည်ဇက်ပေါင်းသောမင်္ဂလာတစ်ပင်ဆောင်နေသည့်အာနန္ဒတမန်မျက်ဆောင်နေသည့်ငါဖျားဖြစ်လာ၏ဟုဇက်တော်ကိုပေါင်းသည်နောက်ထပ်ဗီဒီယိုအသစ်တစ်နိုင်သိအောင်ဒီ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ဖို့